အားလုံးမင်္ဂလာပါကိုတိုင်း football you channel ကနေပြီးတော့ကျွန်တော်ညီကိုတွေကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီညကတော့အင်မတန်ကိုထူးခြားတဲ့ညပေါ့လေဘာလို့ပြောရလဲဆိုတော့ကျွန်တော်တို့ Champion League ပွဲစဉ်တွေကျွန်တော်တို့ပြန်စတင်ပါပြီတကမ္ဘာလုံးစောင့်ကြည့်ရတဲ့ Champion League ပွဲစဉ်တွေကျွန်တော်တို့ဒီညမှာကတ်စပြီးတော့ကတ်ပါပဲကျွန်တော်တို့ကိုတိုင်းရွေးပြထားတဲ့ပွဲစဉ်တွေပထမဆုံးပွဲစဉ်ကတော့17:15မှာကတ်မယ်အားလုံးကြည့်ရမယ်ပေါ့လေသိရမလားAthletic Bilbao နဲ့ Arsenal ပါဒီပေါက်နေကြီးတဲ့တခုကြည့်ရမယ်ဆိုတော့ Arsenal ကနေပြီးတော့ 1+55 ပေါက်နေပြီးတော့ဂိုးပေါင်းစီနှလုံးကို55ပြအရှုံးပေါက်နေပါတယ်ဒီ Bilbao အသင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ Bilbao ကအရင်ဘက်ကအလာဘက်နဲ့ကန်ခဲ့တဲ့ပုံမှာသူကြီးကြထားတာဗျဘာလို့ကြထားတာလဲသူအဲ့တုန်းကပေးထားတဲ့ပေါက်ကြီးက 1+25 ကြီးပေါက်ပြီးတော့သူအလာဘက်ကိုသူရှုံးသွားတာဗျကြီးကြထားတာနောက်တစ်ပွဲက Osasuna အရင်အဲ့ဒီဘက်ကကန်ခဲ့တဲ့အသင်းမှာ Osasuna ကိုလည်းသူကပေးထားတဲ့ပေါက်ကြီးကသူကြီးကြခဲ့တယ်အဲ့မှာလည်းကြီးကြတယ်နောက်တစ်ပွဲကအဲ့ဗီရဲ့ဘက်တက်ကြမှာသူအောင်သွားတာပေါ့လေအဲ့တော့ဘီဘာကိုကြည့်ရမယ်ဆိုရင်နှစ်ပွဲဆက်သူကြီးကြထားတာဗျာကြီးကြထားတဲ့အချိန်မှာဘီဘာကဒီပွဲပြီးလို့ရှိရင်ဗလေစီယာနဲ့ကန်အောင်ပါဗျာနောက်ပွဲရတည်ရမလားအဲ့တော့တစ်ဖက်ကအာဆင်နယ်ကိုထက်ကြည့်ရမယ်ဆိုလို့ရှိရင်အာဆင်နယ်ကဒီ forward ကို 3-0 ရနေတဲ့သူရိုက်ပြီးတော့အဲ့ဒီတုန်းကကြီးအောင်ထားတယ်ပေါ့လေအဲ့တော့ပေးတဲ့ကြီးတဲ့တစ်ခုက 1+50 ပြီး1 -1-50 အရှုံးပေးပြီးတော့သူကြီးအောင်သွားတာ3ဂိုးပြတ်ဆိုပြီးလဘာဘူးကြောမြင်သူအဲ့တော့ကြီးကြသွားတယ်ပေါ့လဘာဘူးကြောလေဒီမေကြီးအောင်ထားတယ်ပေါ့လေအဲ့တော့အာဆင်နယ်က 1+55 ပြီးနေတယ်ဒီဝဲပြီးရင်မန်စီးတီးနဲ့သူအိမ်ဝင်းကန်အောင်ပါဗျာ21ရက်နေ့တနုနေကြရင်သူအိမ်ဝင်းကန်မှာဖြစ်တဲ့အတွက်ဆက်အောင်မလားပေါ့လေအောင်မလားဆိုတော့တဘာလုံးအာဆင်နယ်ပဲထင်ပါပဲဒီအာဆင်နယ်ပြည်သက်ကလည်းဟောဖြစ်တာဆိုတော့ဒီမလားအာဆင်နယ်ပဲထင်ပါပဲကိုတိုင်းတော့မထင်ဘူးဒီမလားဘီဘာကိုပို့ပြီးကြိုက်တယ်ဗျာကျွန်တော်ကတော့ဘီဘာကိုကြိုက်တယ်ပြီးတော့ဂိုးပေါင်းအောက်ကိုလည်းကိုတိုင်းပို့ပြီးကြိုက်နေပါတယ်ဘာလို့ဆိုတော့ဘီဘာအိုကကျင်းနှစ်ပွဲဆက်ကြထားတဲ့အတွက်ဒီပွဲစဉ်မှာအောင်လိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ဘီဘာကိုအသင်းနဲ့ဂိုးအောက်ကိုပို့ပြီးတော့ကြိုက်ပါတယ်နောက်တစ်ပွဲကတော့ PSV Eindhoven နဲ့ Union Saint မှာဒီ PSV Eindhoven နေပေးထားတဲ့ပေါက်ကြီးတစ်ခုက1 black ကို85ပေါက်နေပြီးတော့3လုံးကို10အစားလာပေါက်နေပါတယ်ဒီ PSV ကသူအရင်ကခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့သူ3-5ဆိုရတဲ့နဲ့သူနိုင်ထားတာရှိတယ်ပြီးတော့0-2ဆိုရတဲ့နဲ့သူရှုံးထားတာရှိတယ်အဲ့တော့တပွဲနိုင်တပွဲရှုံးပေါ့လေတစ်ဖက်က Union Saint ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ Union Saint ကပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့သူနိုင်ထားတယ်ပေါ့လေနိုင်ထားပြီးပွဲမှာသူနိုင်ထားတယ်ပေါ့သူပွဲစဉ်သူနိုင်ထားတဲ့ပွဲစဉ်တွေက9ပွဲမှာ9ပွဲထိတောင်နိုင်ထားတာဗျာ2ပွဲပဲတည်ကြထားတာအဲ့ဒါကို PSV Eindhoven က 1+85 လာပေါက်နေတယ်အဲ့လိုလာပေါက်ဒီလိုမျိုး9ပွဲဆက်နိုင်ပြီးတော့9ပွဲဆက်နိုင်ပြီးတော့2ပွဲတည်ကြထားတဲ့အသင်းကို1+ကြီးလာပေါက်နေတာဗျာအဲ့ကျန်ရဖြစ်နိုင်ပါမလားပေါ့လေကိုတိုင်းကတော့ PSV Eindhoven အသင်းကိုကြိုက်တယ်ဗျာဖြစ်နိုင်တယ်လို့ကိုတိုင်းကတော့ထင်တယ်ဘာလို့ဆိုတော့သိရမလား9ပွဲဆက်မှာသူ9ဘက်လောက်နိုင်ထားတဲ့အတင်းကို1.90ပေါက်နေတဲ့တေချာတခုက Eindhoven ကိုတိုင်းကြိုက်ပါတယ်အတင်းလည်းကြိုက်တယ်လို့ဂိုးပေါင်းစီ330မှာဂိုးပေါ်ကိုလည်းကြိုက်ပါတယ်နောက်တဲ့တင်းကတော့12:45မှာကန်မဲ့အဲဟာလာနဲ့အဲဒူဟဲဆိုတဲ့အတင်းမှာအဲဟာလာကနေပေးထားတဲ့ပေါက်ကြီးတခုကနှလုံးကို30အနိုင်ပေါက်နေပြီးတော့ဂိုးပေါင်းစီက4လုံးကို40အနိုင်ပေါက်နေပါတယ်အဲဟာလာကအရင်ဘက်ကပွဲစဉ်မှာဆိုလို့ရှိရင်တော့ Equitas ဆိုတဲ့အတင်းကိုသူကြီးကြထားတာဗျာအဲ့တုန်းကပေးထားတဲ့ပေါက်ကြီးက 1+50 လောက်သူပေါက်နေပြီးတော့ Equitas ကိုပေါက်နေပြီးတော့သူကြီးတူးဆိုရတဲ့သူကြီးကြထားတာဗျာကြီးကြထားတာဖြစ်တဲ့အတွက်တစ်ဖက်က AM Duel ပေါ့လေ AM Duel ကတော့သူ4-2ရတဲ့သူနိုင်ထားတယ်ပေါ့လေနိုင်ထားတဲ့အချိန်မှာဒီဘက်ဒီ AM Duel ဆိုတော့အတင်းမှာတော့ကျွန်တော်တို့သူရှိမလဲဆိုတော့ Marco Verratti တော့ရှိမယ်ဗျာတည်ရမယ် Marco Verratti တယောက်တော့ကောင်းကျွန်တော်တည်တယ်ပေါ့လေအဲ့အတင်းမှာရှိတာတော့ကျွန်တော်ကောင်းတည်ရဒီဘက်ပြီးလို့ရှိရင် Ehala က AR နဲ့အဝေးကကန်အောင်ပါဗျာအဲ့တော့ဒီပွဲစဉ်ကိုကိုတိုင်းကတော့အနိုင်ကန်လိမ့်မယ်လို့ထင်ပါတယ်နှလုံး30မှာကိုအသင်းကိုလည်းကြိုက်တယ်လို့ဂိုးပေါင်း4လုံး40အစားမှာလည်းဂိုးပုတ်ကိုလည်းကြိုက်ပါတယ်ကိုတိုင်းနောက်တစ်ပွဲကတော့တနင်္လာနေ့မှာကန်မဲ့ Real Madrid နဲ့ Marseille ပါအားလုံးထင်နေကြတာက Real Madrid လုံးဝနိုင်မယ်လို့ထင်နေတာပါ Real Madrid ကနိုင်မယ်လို့ထင်နေတာပါဘာလို့ပေါက်ကြီးက1-95ပေါက်ပြီးတော့3လုံးကို90အရှုံးပေါက်နေပါတယ်Real Madrid ကအရင်ဘက်ကတွေ့ခဲ့တဲ့ပွဲမှာဆိုစီတက်ကို1+10စားလေးပေးပြီးသူကြီးချိုလေးအောင်ပေးထားတာဗျာအဲ့ဒီအရင်ဘက်ကဆိုတော့မူလော့ကာတော့သူကြီးကြထားတယ်ပေါ့လေအဲ့တော့မူလော့ကာကိုကြီးကြပြီးတော့ဆိုစီတက်မှာသူကြီးချိုလေးပေးအောင်ထားတာဗျာအဲ့တော့ဒီပွဲစဉ်မှာ1-95အောင်မလားဆိုတော့ကိုတိုင်းတော့မထင်ပါဘူးမာဆေးကိုကြိုက်ပါတယ်ဂိုးပေါ်ကိုလည်းကိုတိုင်းကြိုက်နေပါတယ်ဘာလို့မာဆေးကြိုက်ရလဲဆိုတော့မာဆေးမှာကဘောဘရိုဒီဇိုင်စီရှိတယ်ဗျာဟောနီးပြဟိုသူဒီဇိုင်စီကလုတ်တက်ဂိုင်းတက်တယ်ဒီပါးရီနားရရှိရဲသူပရီးမီးယားလိဒီ ဒီ Real Madrid ကိုလည်းသူကောင်းကောင်းလေးကင်တွယ်နိုင်လိမ့်မယ်လို့ကိုတိုင်းကတော့ထင်ပါတယ်အဲ့တော့မာစီးရဲ့တိုက်စစ်ပေးပါလာမယ် Greenwood လို့ Purpose တို့ရဲ့အနေအထားတစ်ခုကျွန်တော်တို့ကြည့်ရမယ်ပေါ့လေအဲ့တော့ကိုတိုင်းကတော့မာစီးအသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်
နောက်တဲ့တပွဲကတော့ကိုတိုင်းစပါးနဲ့ဗလာဗီရဲ့ဗာတနိုင်ကုန်းမှာကံပါပါဒီတော်တန်ဟောစပါးနဲ့ဗလာဗီရဲ့မှာတော်တန်ဟောစပါးပေါက်နေရက1 black 90ပေါက်နေပါတယ်ကိုပေါင်းစီက3လုံးကို45စားလာပေါက်နေပါတယ်ဒီစပါးသိန်းကိုကြည့်ရမယ်ဆိုရင်တော့အရင်ဘက်ကဝက်ဆန်းကိုသူကြီးအောင်ထားပါတယ်3ခုပြည့်နဲ့သူနိုင်ထားတယ်ပေါ့လေ level 60အရှုံးလေးပေးပြီးသူကြီးအောင်သွားတယ်ပေါ့လေဘုံပေါင်းတဲ့ပွဲမှာပေးတဲ့ပေါက်ကြီးတစ်ခုကအင်မတန်စဉ်းစားစရာကောင်းတယ်ဒီပေါက်ကြီးနဲ့နည်းနည်းနီးစက်တယ်ပေါ့လေ1 black 95ပေါက်ပြီးတော့သူကြီးကြထားတာအိမ်ဝင်းမှာဗျအဲ့တော့ဒီပွဲစဉ်မှာရောအဲ့လိုမျိုးဘူကီလိုက်ပေးနေတာလားပေါ့လေကနနာကြများပေးနေသလားပေါ့လေကိုတိုင်းထင်တာကတော့1 black 90စားပေးပြီးတော့ကြီးကြမလားတကူတိုင်းကတော့ထင်ပါတယ်အဲ့တော့ဗလာရီရဲ့အသင်းနဲ့ကိုအောက်ကိုပို့ပြီးကြိုက်ပါတယ်ဗလာရီရဲ့ကဒီသူအရင်ဘက်ကကန်ကန်တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း AD ကိုသူ2-0ရတဲ့နဲ့သူရှုံးခဲ့တယ်ပေါ့လေအဲ့ထဲမှာလည်းဆိုလည်းသူကြီးကြတယ်စေတာဗီကိုလည်းသူကြီးကြထားတယ်ဗျအဲ့တော့နှစ်ပွဲဆက်ကြီးကြနေတဲ့အချိန်မှာဗလာရီရဲ့ကစပိန်အသင်းတွေကပရီးမီးယားလိအသင်းတွေကိုကန်တက်တယ်ဗျာတီးလားအဲ့တော့ဗလာရီရဲ့အသင်းကိုကြိုက်တယ်ကိုတိုင်းကတော့အဲ့ပြီးတော့ဂိုးပေါင်းအောက်ကိုလည်းပို့ပြီးကြိုက်ပါတယ်အလုံးစုံသွား3လုံးလို့ထင်ပါတယ်နောက်ဆုံးတစ်ပွဲကတော့ Crystal Palace နဲ့ Migo ပါတနင်္လာနေ့မှာပဲကံပါပါ Crystal Palace ပေါက်နေတာက1-15 ပြားကြီးပေါက်နေ1-15 ပြားကြီးပေါက်နေပြီးတော့ဂိုးပေါင်းစီက3လုံးကို80အစားပါကိုတိုင်းကတော့ Crystal Palace အသင်းနဲ့ဂိုးပေါ်ကိုပို့ပြီးကြိုက်ပါတယ်ဘာလို့ဆိုတော့သူဆန္ဒလောင်းကိုသူကြီးကြထားတဲ့အတွက်ဒီပွဲစဉ်ကိုတော့နိုင်လိမ့်မယ်လို့ကိုတိုင်းကတော့ထင်ပါတယ်ဘာလို့ဆိုတော့ဒီပွဲစဉ်ပြီးလို့ရှိရင်လည်းသူက Watson နဲ့အဝေးကွင်းကန်အောင်ပါဟိုအဲ့တော့ Crystal Palace အသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်ကျွန်တော်ညီကိုတွေအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ကိုတိုင်းပြန်ပြီးရောပွဲစဉ်လေးတွေကိုပြန်ပြီးရောရှုပ်ပေးပါမယ်အဲ့ဒီပွဲစဉ်ကတော့Bilbao နဲ့ Arsenal မှာဆိုရင်တော့ Bilbao အသင်းနဲ့ဂိုးအောက်ကိုကြိုက်ပါတယ် PSV Eindhoven နဲ့ Union စိတ်မှာဆိုရင်တော့ PSV Eindhoven အသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ် El Hala နဲ့Edu ဆိုတဲ့အသင်းမှာဆိုရင်တော့ El Hala အသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ် Real Madrid နဲ့ Marseille မှာဆိုလို့ရှိရင်တော့ Marseille အသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်စပါးအသင်းနဲ့ဗလာရီရဲ့မှာဆိုလို့ရှိရင်တော့ဗလာရီရဲ့အသင်းနဲ့ဂိုးအောက်ကိုကြိုက်ပါတယ်နောက်ဆုံးတစ်ပွဲကတော့ Crystal Palace နဲ့ Migo မှာဆိုလို့ရှိရင်တော့ Crystal Palace အသင်းနဲ့ဂိုးပေါ်ကိုကြိုက်ပါတယ်ကျွန်တော်ညီကိုတွေအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ YouTube အကောင့်ကိုလည်း like subscribe လုပ်ပေးဖို့ကျွန်တော်ညီကိုတွေကိုတောင်းဆိုပါတယ်ကျွန်တော်ညီကိုတွေအားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်ညီကိုနဲ့အတူပြန်လည်တွေ့ဆုံကြပါတယ်